ဘောကိုမြတ်စွာဘုရားထောင်လို့ခေါ်တာနော်ဘောကိုထောင်လို့ခေါ်တာအဲ့ဒါတော့ဘုံဘုံတော့အပေါ်ရင်လေးပဲစဉ်းစားကြည့်တယ်ဘောကိုထောင်လို့ခေါ်တာငါမြင်ထောင်ကြတယ်ဆိုတဲ့ခံစားချက်လဲခံစားလို့လည်းမရပါလားကိုညံနေတာကိုဘုရားကတော့အတီလင်းဟောတာဘောကထောင်ကြီးလို့ခေါ်တာဒါပေမဲ့ထောင်ကြတယ်ဆိုတဲ့ခံစားချက်ကိုခံစားလို့မရဘူးဖြစ်နေမခံစားတတ်ဘူးဖြစ်နေတယ်ဘာဖြစ်လို့တော့ညံနေလို့ပေါ့အဲ့ဒါကိုထိုက်တဲ့လောက်မှီတဲ့ညံလေးနဲ့ကိုယ့်ကိုစဉ်းစားကြည့်တယ်ဘလို့ထောင်ကြနေတာတော့အဲ့တခါတလေတော့ရေးရေးလေးသဘောပေါက်တယ်လို့ပဲအော်ဟုတ်တာပဲဟောဆိုငါကြိုက်ကြိုက်မကြိုက်ကြိုက်ငါလက်ခံနေရပါလားငါညှင်းဆန်ခွင့်မရှိပါလားဆိုကြပါစို့လက်တွေ့ပြောဟိုတနေ့ကတဖုံးကြိုက်ပြီလို့အပေါက်ပေါက်ပြီးတော့နားနေတယ်ဗောနော်အဲ့ဒီနာတာကြီးကိုဘုံဘုံမကြိုက်ဘူးမကြိုက်တော့လေဘုံဘုံဘာတတ်နိုင်တော့ဘာမှမတတ်နိုင်ဘူးဆေးတုပ်လဲတော့လျှောက်ပြောက်တာမဟုတ်ဘူးလေအဲ့ရဆက်နေတဲ့ပူးနေတဲ့လောင်းနေတဲ့ခံမဲလေခံနေရတာပဲဟုတ်တယ်မဟုတ်လားဒါအပေါ်ယံလေးစဉ်းစားတာပါအဲ့လိုပဲလူလောကမှာစဉ်းစားကြည့်ဟာဒီလူနဲ့မတွေ့ချင်ဘူးဟာမတတ်နိုင်ဘူးမတွေ့ချင်လဲတွေ့နေရတာပဲစဉ်းစားကြည့်နော်ကိုယ်စိတ်တိုင်းကြဆိုတာတကယ်တမ်းကအလွန်ရှားတယ်ဒါဘုံဘုံကထောင်ဆိုတာနဲ့ရှင်ပြီးတော့တွေးမိတာကိုပြောတာပါဘုံဘုံတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေနှစ်သက်သည်ဖြစ်စေမနှစ်သက်သည်ဖြစ်စေအရာများများကိုဘုံဘုံတို့တွေဟာလက်ခံနေရတယ်အဲ့ဒါကိုဘုံဘုံတို့ကသဘောမပေါက်တဲ့ခါတော့လက်မခံခြင်းဘူးကွာဆိုတော့ဒေါသတွေနဲ့ထပ်လောင်ရပြန်ရောဟာတချို့ကြတော့ကိုဖြစ်ချင်တာတွေကိုအတူနေခြင်းတဲ့လူတွေဟာအမျိုးမျိုးပါနော်အဲ့ဒါတွေစိတ်တိုင်းမကြတာတွေကမရှိဘူးလားရှိတယ်ထောင်ထဲကလူဟာကိုင်သူ့အိမ်ကလူတွေနဲ့သူတွေ့ချင်ပါဆိုတော့တွေ့ချင်တယ်လို့တွေ့လို့ရမလားမရဘူးအထက်ထဲမှာရာတော်သားချင်းချင်းပဲသူနေရတယ်အဲ့ဒီလူတွေနဲ့မတွေ့ချင်ဘူးဆိုတော့ရသလားမရဘူးစဉ်းစားတော့ကြည်ကြည်ပြင်းပြင်းကိုယ့်ကိုစဉ်းစားကိုယ့်ဘဝမှာစိတ်တိုင်းမကြနိုင်မှုတွေစိတ်တိုင်းမကြစရာတွေအများကြီးမရှိဘူးလားမတတ်နိုင်တယ်လေတချို့ကိစ္စဘာမှကိုမတတ်နိုင်ဘူးဒီတိုင်းကိုခံမယ်ဟုတ်လားအော်ဒါကြောင့်မြတ်စွာဘုရားထောင်လို့ပြောတာနဲ့တူတယ်အဲ့ဒီလိုနဲ့ပဲဒီခန္ဓာကိုယ်ကြီးကအိုချိန်ကြရင်အိုအောင်မဲ့ဒါအခုတောင်စအိုးနေပြီလေဟုတ်လားတဖြည်းဖြည်းနဲ့ပါတော့ချွတ်ရင်ချက်တွေနားလာမယ်ပြီးရင်နောက်ဆုံးပျက်စီးရမယ်အဲ့ဒါတွေကိုလည်းဘုံဘုံတို့မကြိုက်တာတော့သေကြတယ်ဘလို့ပဲသေကြကြဘလို့ပဲမကြိုက်ကြိုက်ဘာဖြစ်မလို့လက်ခံရမှာပဲမလွတ်လပ်ဘူးပေါ့နော်အဲ့ဒါလိုနဲ့နောက်ထပ်အမိဝမ်းကောင်းတစ်ခုဘဝတစ်ခုဘုံတို့လှုပ်ထားတဲ့ကံတရားကပြစ်ချလိုက်အောင်ပါပဲလွတ်လွတ်လပ်လပ်သွားမလားမလွတ်မလပ်အကျဉ်းကျက်ထဲပဲရောက်သွားလားအကျဉ်းကျက်ထဲပဲရောက်သွားတာအဲ့ဒီမှာပဲကံတရားရဲ့စီမံမှုအရာကိုယ့်ရဲ့ကံတရားရဲ့စီမံမှုဘောင်ထဲမှာပဲနေရမှာနော်ကိုလူလေးဖြစ်တယ်ဆိုကြပါအောင်စို့ဟာအသားမဲမဲလေးနဲ့ရုပ်ဆိုးဆိုးလေးနဲ့ဖန်တီးမယ်ဆိုရင်လေဟာအတတလုံးအသားမဲမဲရုပ်ဆိုးဆိုးလေးနဲ့ပဲသွားမှာဟုတ်တယ်မဟုတ်လားစဉ်းစားကြည့်နော်ကိုကြိုက်ကြိုက်မကြိုက်ကြိုက်ဘဝလုံးစပြီးတော့ဖြစ်တဲ့ကအဲ့ဒီအနေထားလေးတိုင်းသွားမှာညံလေးကလည်းအထုံအထိုင်းလေးမျိုးဖန်တီးလိုက်မယ်ဆိုအထုံအထိုင်းလေးတိုင်းသွားရမှာဟုတ်လားဘာမှသိပ်ပြီးတော့ဘုံဘုံတို့မှာလွတ်လပ်မှုဆိုတာမရှိဘူးနော်ဘဝမှာလွတ်လပ်မှုမရှိဘူးဆိုတာကိုမြင်ဖို့လိုတယ်ဒါအခြေခံလေးကိုတွေးမိတာလေးကိုပြောတာပါဘာမှတော့လည်းပဲလေးလေးနက်နက်ကြီးတော့လည်းမဟုတ်ပါဘူးဟုတ်လားသို့တော်မြတ်စွာဘုရားတော့တေချာပေါ့ဘဝဟာထောင်မယ်လွတ်အောင်လို့နော်နိဗ္ဗာန်ဆိုတဲ့လွတ်မြောက်မှုကိုနိဗ္ဗာန်ဆိုတာကိုမျက်မှောက်ပြုနိုင်ရင်လွတ်မြောက်သွားမှာဆိုတော့အတီလင်းဟောထားတာပဲဟုတ်လားသို့တော့ကိုကလည်းပဲထောင်ထဲနေတဲ့လူဆိုတော့ကိုကျင်းတယ်ကြက်တယ်လို့လည်းမထင်ဘူးပေါ့ဟုတ်လားဒါကိုမြင်အောင်ဘာလို့ရမှာတော့အတိညာဏ်ကိုမြင့်တင်ရမယ်ပေါ့နော်